ကန်တော်ကြီးအင်းရလဲမသွားခြင်းကိုမင်းမသွားဘူးပြန်မြေရောင်ကဆွေးနေတယ်နေရောက်တာသွားဖို့တဲ့ဖျားပေါ်မှာခိုးလေးများကိုလာရင်မေးငေါ်ကြမလားအကြောင်းမျိုးမျိုးရှိလို့ညင်ရရဲ့တော့စင်မောတရားတဲ့ခဲတန်လေး